မူရေးစေဝါကတကယ်ဖြတ်ရင်ပြတ်ပါမလားမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့မူရေးစေဝါကကိုကတကယ်ဖြတ်ချင်တယ်ဆိုလို့ရှိရင်ပြတ်နိုင်ပါမလားဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီခေါင်းစဉ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ frame မှာကျွန်တော်ရေးထားတဲ့အတိုင်းပဲကျွန်တော်စာအုပ်လေးတုပ်ရေးသားပြီးထုတ်ဝေရတာရှိတယ်အဲ့စာအုပ်ကအဓိကခေါင်းစဉ်ကဘာလဲဆိုတော့ကျွန်တော်ဒီစေးသမားတယောက်ဖြစ်သည်ကိုယ်တိုင်ဖြတ်မှပြတ်တယ်ဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီရှေ့ကမေးခဲ့တဲ့မေးခွန်းလေးလိုပဲမူရေးစေဝါတကယ်ဖြတ်လို့ပြတ်ပါမလားဆိုတော့အဲ့ဒီမှာအရေးကြီးဆုံးအချက်ကတော့ကိုယ်တိုင်ဖြတ်မယ်ဆိုလို့ရှိရင်မဖြစ်မနေပြတ်ကိုပြတ်တယ်ကိုယ်တိုင်ကဖြတ်တော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်ကိုယ့်ဘဝမှာဒီမူရေးစေဝါထက်တခြားပို့ပြီးတော့အများကြီးပဲအရေးပါတဲ့တန်ဖိုးရှိတဲ့ဘဝတန်ဖိုးတွေကိုရယူခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီယုံကြည်မှုကပို့ပြီးတော့ခိုင်မာတယ်ဆိုလို့ရှိရင်မူရေးစေဝါကမဖြစ်မနေဖြတ်လို့ပြတ်ပါတယ်တခုတော့ရှိတယ်သူကိုယ်တိုင်ကဒီမူရေးစေဝါသုံးဆွဲနေတဲ့သူကိုယ်တိုင်မူရေးစေဝါမကောင်းမှုဆိုတာကိုလက်မခံသေးဘူးငင်းဆိုနေသေးတယ်နောက်ပြီးတော့ဒီမူရေးစေဝါကလူအတွက်စိုးကျိုးတွေပဲများတယ်ဆိုတာကိုလက်မခံသေးဘူးငင်းဆိုနေသေးတယ်နောက်ပြီးတော့မူရေးစေဝါသုံးပြီးတော့သူကိုယ်သူကြောင်တောင်ဖြစ်နေဆိုတာကိုမသိဘူးလက်မခံသေးဘူးဆိုလို့ရှိရင်အဲ့လိုလူကိုဘေးကနေပြီးတော့ကူညီလို့ရတာပဲရှိမယ်ဆိုတော့အဲ့လိုမျိုးလူတွေကိုကျွန်တော်ဘာလုပ်ပေးလို့ရလဲဆိုတော့ကျွန်တော်ဒီစေယုံတက်ဖို့เนาะစိတ်ကြမ်းမာရေးစေယုံမှာစေယုံသွားဖြတ်ဖို့မူမမှန်ဖြစ်နေတဲ့စိတ်တွေပြန်ပြီးတော့တည်ငြိမ်လာဖို့အတွက်ကကျွန်တော်တို့စေယုံစေကံပြပြီးတော့ပြန်ပြီးတော့ကောင်းမွန်လာအောင်ကုသလို့ရတယ်မရဘူးမဟုတ်ဘူးရတယ်ဒါပေမဲ့အဲ့စေယုံဆင်းပြီးတဲ့အခါမှာလူကောင်းပကတိပြန်ဖြစ်သွားတဲ့အခါမှာမူရေးစေဝါပြက်တီမပြက်တီကကာယကရှင်ကိုယ်တိုင်ပေါ်မဲ့မူတည်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံသောနေ့ရက်အချိန်ခါလေးဖြစ်ကြပါစေ